တကြီးနဲ့ရွာသူရွာသားတွေနဲ့သူသမီးနဲ့သမီးမောင်လေးတို့ရှိကြတကွယ်တနေ့မှာတော့ရွာတကြီးကတော့ဘလို့ပြောတတ်ကွယ်ဒီမှာတပည့်ကဟင်းချက်တယ်သမီးကဘောနေမထတော့သမီးရေထားတော့ဟေးသမီးရဲ့ဒီမှာအဖေမနှစာပြင်ထားတယ်အဖေတော့သမီးကလည်းဖဲရောဝဲပေးအောင်နော်ဟာဖေးရတယ်ကွာဖေးရတယ်ကွာဖေးရလဲဟုတ်ကဲ့ပါဖေးမှာသမီးဝဲပေးပါနေဖေးရဲ့သမီးဝဲပေးမယ်နော်ဟုတ်ပြီလားမရှိတာဖေးတာသမီးတော့ပတ်ဆက်တာပေးတယ်သမီးကောင်းကောင်းဝဲပေးမယ်မလွဲစင်နဲ့နော်ဟုတ်ကဲ့ပါအဖေရဲ့တော့ဝဲလိုက်မယ်နော်အဖေကငါ့အတွက်ပုံမှန်ဝယ်ခိုင်းလိုက်တာသွားမယ်ကွာလာပုံမှန်မလေးချိုးလဲတော့မလေးပြန်ထားအမလေးခလုံးနဲ့လည်းမြရတာကွာဟာအဖေကဘာမှလိုက်တာပါလေအချိုးစိတ်မှလိုက်တာဟုတ်ပြီအချိုးစိတ်ဥတုကြီးရေသမီးတို့အဖေကဝယ်ခိုင်းရလို့အချိုးစိတ်လေးတစ်ပွဲလောက်ပါစင်နော်ခွက်ပြောဟာအချိုးစိတ်လားဟုတ်တယ်အေးငါလုပ်ပြလိုက်မယ်နော်လုပ်ပြလိုက်မယ်ရတော့ဒီမှာချထားတယ်တော့ဟုတ်အင်းနေကွာနေကလေးချစ်ကြားပြီလားပြောပြီဖေကကျိုးစိတ်မှလိုက်တာဆိုရပါပြီကွာဖေလွယ်လေးကိုဘာလဲပြောနေမလေးခဲလုံးနေမလေးဆောင်းတော့မယ်လာဒီဖေဒီမှာဖေတို့ချင်းနဲ့လက်ဖက်ရတယ်ဒီမှာချခဲ့မယ်နော်ချလိုက်တော့ပေါ်တော့မယ်ကွာကိုခင်းတော့ဆိုခွေလေးမင်္ဂလာပါခွေငါ့လည်းမချီလာခင်းတော့မယ်ရောက်ပြီလားသမီးကငါ့အဖေတော့မမြင်ဘူးကွာအားတော့သူ့ကိုမြင်တယ်ဘာလို့တော့ပြရခတ်နေလဲမသိတော့တောက်လိုက်နေတော့ဒါပုံမှန်မရတာချိုးစမ်းရတာရင်မလားအချိုးစမ်းစင်းနေပုံမှန်ကြီးကြီးရသမီးရဲ့ရှင်အဖေတော့ဘာလဲဖေးဝဲလာတော့ပုံမှန်လေဟုတ်လို့လားဟုတ်တယ်ဝဲလာတာအဲ့ဆိုဈေးဘယ်လောက်တော့အဲ့ဒါ900ဟာဆိုတော့ तू မှားပါပြီ तू ရိုက်မှာစင်ကစားမားတယ်နင်းကရိုက်မှာလာကိုတော့စောက်တော့မကြောက်ချမ်းမှာစောက်တော့ကိုမကြောက်ဟာအဖေငါ့ကိုရိုက်တော့မယ်နဲ့တူအောက်ကနေရိုက်တော့မယ်ငါပတ်ပြရမယ်ဟောက်လေးတော့ရမယ်စင်ကစားဟာနမ်းမှာပဲနဲ့တူထူကြီးနဲ့သွားပြီဗျာဖေးသားသမီးသွားပြီမောင်လေးဟာကွာပြေးသွားမယ်ဒီသမီးနဲ့တယောက်နဲ့တော့မူးချုံမှလာရင်ပြန်တွေ့မယ်ဒုံးနဲ့ကိုရိုက်မှာမူးချုံမှလာလို့တော့တွေ့မယ်ကောင်ဖေးပြေးသွားမယ်မသိဘူးဒီကောင်မဖေးပြေးတယ်ပြေးတော့မှာကွာဝါနိုးရသမီးခုထိပြန်မလာသေးဘူးလားမသိဘူးဟောကွာဒီသမီးတော့ဝါငါကိုရတယ်ကွာသူ့ခန်းနေတော့ခေါ်မသိဘူးတော်ဆိုးတယ်ကိုကြီးငါအဖေကိုပြောရင်ကိုကြီးကငါးရင်းစားချင်တယ်ဆိုပြီးတော့ပေးလိုက်မယ်အဲ့ဆိုရင်အဖေလည်းနည်းလေးလမ်းကြောင်းလွှဲလိုက်မယ်ကွာတော့မယ်
ငါကိုကြီးအိမ်နေနဲ့တူတယ်ဖေးစီစကားလမ်းကြောင်းလွှဲဖို့သွားမယ်ဖေးရဲ့သမီးပြန်လာပြီတူမဟဲ့မဟုတ်မလုံးနဲ့ခဏနေအောင်ဖေးခဏနေအောင်ကိုကြီးကငါးဟင်းစားခြင်းလို့တဲ့မင်းကပြောလိုက်သေးရဲ့ဟုတ်လားသူငါးဟင်းမစားပါဘူးနင်ရှောက်ပြောနေမလားရှောက်မပြောဘူးဟိုကသူတကယ်ပြောလိုက်တယ်တော့သမီးဒီမှာအဖေတငယ်ချင်းအိမ်မှာဟိုကတော့သူ့သားနဲ့တော့ကစားလောက်မယ်နော်စကားလမ်းကြောင်းလွှဲလိုက်ပြီပုံနေရမယ်你问过，都过，还是妈妈在的，把你大不往妈妈过，没嘞，你吃了没？他没在那呀边，大不往没。တူလေးငါဟင်းမစားပါဘူးကြိုက်များကြိုက်သွားတာမသိဘူးတူလေးဗျာဒီမှာမင်းတို့မင်းကြိုက်တယ်ဆိုလို့ငါဟင်းလာပို့တာအဲ့မှာချလိုက်တခါတည်းဝင်လာခဲ့နေနော်ဟုတ်ပါပြီတော့မင်းကဟိုကဖြစ်နေတာထားခဲ့ပြီနော်ငါသွားပြီ对ကွာဦးလေးကဘာဟင်းနေမြန်လာပို့အောင်မသိဘူးကြည့်လိုက်သမင်းကြိုင်နဲ့အဲ့ကိုကြည့်လိုက်ဘာဟင်းနေအောင်မသိဘူးကြည့်လိုက်ပါမယ်ကွာဘာဟင်းရုံးတယ်ကြည့်လိုက်ပါမယ်ကွာငါဟင်းကြီးငါဟင်းမကြိုက်တာငါသိရသားနဲ့ကွာဦးလေးကတော့လှုပ်ချလိုက်ပြန်ပြီဦးလေးကသိရသားနဲ့ဘယ်လိုလဲပြောလိုက်တာလဲငါသိရတဲ့နေကွာတော်မတော်မဟုတ်သေးပါဘူးကွာအိတ်တာပဲကောင်းတယ်ဖာသာကြီးအိမ်ထဲဝင်သွားပြီမလီတော့ကြည့်အောင်မလီမရိုက်ဖာသာကြီးခုချိန်ဆိုရင်အိမ်နေလောက်ပြီအဲ့ဆိုရင်ငါတော့ဂိမ်းစော်လို့ရပြီကွာဂိမ်းစော်ပြီဒီဒုတ်ကြီးချိုးထည့်လိုက်တော့ဒီနားမှာပဲဂိမ်းစော်ရမှာကွာဟုတ်ကဲ့ဒီချိန်မှာတော့တကြီးဖြစ်တဲ့အဖေကသူ့သမီးစကားလမ်းကြောင်းလွှဲတာခံခဲ့ရပါတယ်သမီးကတော့ဘလို့များတောင်လိမ့်ခဲ့လဲဆိုတော့ဒီဗီဒီယိုလေးကိုကြည့်ရင်တော့သိရမှာပဲဖြစ်ပါတယ်အကိုဖြစ်သူကလည်းသူ့အခန်းထဲထည့်မယ်အစားသူ့ကိုဖြစ်တဲ့သူကလည်းသူ့ညီမဖြစ်သူကိုအခန်းထဲတောင်မထည့်ဘဲနဲ့အဝတ်စားလဲတဲ့အခန်းထဲမှာပဲသိပ်ခဲ့ပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုလေးကိုကြည့်ပေးတာအားလုံးကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲဘိုင်ဘိုင်ပါဒါတော့